မင်္ဂလာနေ့ပဲဖြစ်တဲ့အချိန်မှာမင်္ဂလေးရဲ့ခင်မွန်းဟာစစ်ထွက်သွားခဲ့ပြီးနှစ်နှစ်အကြာမှသာပြန်လာခဲ့သည်ပြန်လာပြီးနောက်မဖြစ်ခဲ့သောမင်္ဂလာအခမ်းအနားကိုဖြည့်ဆည်းပေးမိအစားတညလုံးမောင်နှမဇနီးခင်မွန်းရဲ့ညီအကူမြေရဲ့ဇနီးအခန်းထဲမှာနေခဲ့သည်စိတ်ကြိုးကွဲသွားတဲ့မင်္ဂလေးကသူ့ကိုရင်ဆိုင်မေးမြန်းခဲ့သည်ဒါပေမဲ့သူမဖုံးကွယ်ပါအနာဂတ်မှာမောင်နှမဇနီးကိုခလေးပေးမိဟုတိုက်ရိုက်ကြေညာလိုက်သည်မင်္ဂလေးကမေးလိုက်သည်တေဆုံးသွားတဲ့မင်းညီအကိုအပေါ်အပြစ်မရှိဘူးလားလို့ခင်မွန်းကပြန်ဖြေသည်ဒါပဲညီအကိုအတွက်အမွှေဆက်ပေးတဲ့ညီပဲဟုထို့အပြင်သူမမလက်ခံမှုမဟုတ်ရင်ကာရွှန်းပြီးပြန်လဲလက်ထပ်မိဟုချင်းချောက်ခဲ့သည်ရွေးချယ်စရာမရှိတော့ကြောင့်မင်္ဂလေးသဘောတောင်းလိုက်ရသည်သူထွက်သွားပြီးနောက်မင်္ဂလေးကအိမ်အကူကိုခေါ်ပြီးပလင်းယူလာရန်အမိန့်လိုက်သည်သူမတခါမှမပြောဘူးတော့လူရွယ်ဝဲတစ်ခုရှိသည်သူမဟာအံ့ဩစရာဆရာဝန်တဦးရဲ့ကျောင်းသားမဖြစ်သည်ထို့အပြင်ခင်မွန်းရဲ့ညီအကိုဟာအမှန်တကယ်မသိပဲမတော်တဆအဖြစ်အပျက်ကြောင့်တေးသလိုဟန်ဆောင်ထားခြင်းသာဖြစ်ကြောင်းသူမသဘောပေါက်ထားပြီးသားဖြစ်သည်ယခုတော့သူမဘလောက်ပဲဈေးကြီးလဲစားရပါစေသူ့ကိုပြန်လဲတတ်သွင်းမိဟုဆုံးဖြတ်လိုက်သည်အဲ့ဒီအချိန်မှာပဲမောင်နှမဇနီးသူမအခန်းသို့လာရောက်ခဲ့သည်သူမလဲပင်ပေါ်ရှိအမှောက်မားတွေကိုတမင်ပြတာတော့လဲမိန်းကလေးကအေးအေးဆေးဆေးလက်ဖက်ရည်သာတောက်နေခဲ့သည်ဒီလိုဖြစ်သွားတာကိုမြင်ပြီးမောင်နှမဇနီးဟန်ဆောင်မှုရပ်လိုက်သည်